Hello ဒီနေ့ကတော့မွေးအေးလေးနဲ့တူဦးလေးတွေတုပ်စားပါမယ်ရှင်တူဦးလေးတွေဝယ်လာပါတယ်ရှင်တူဦးကများနေရဆိုတော့တချို့ကတော့ကြော်ပါမယ်တချို့ကလည်းတုပ်ပါမယ်ရှင်ကြော်မဲ့ဟာတွေကိုလို့မင်းလေးကနေတော်လေးလှီထားလိုက်ပါမယ်ရှင်စီဆူထားပြီးဆိုတာနဲ့အဲ့ထဲကိုမင်းတူဦးလေးထည့်ပြီးတော့တစ်ခါလေးကြော်လိုက်ပါမယ်ရှင်ရောင်လေးတက်ပါအောင်ကြော်ထားလိုက်ပါမယ်ပြီးတော့တုပ်ဖို့တဲ့ကြက်တနီလေးကိုလည်းအရင်ကြော်ထားလိုက်ပါမယ်ရှင်အားလုံးလည်းစင်သစ်ဖြစ်ပြီးဆိုတော့တုပ်ပါမယ်ရှင်ကော်ပီလေးလှီထားပြပြီးရှောက်ရွက်လေးလည်းလှီထားပြပါမယ်ရှင်ကော်ပီလေးထည့်ပြီးတော့တိုးလေးလည်းထည့်ပါမယ်ပြီးတော့အဲ့ထက်ကိုပဲမုတ်လေးရဲ့မြူတီးမုတ်လေးရဲ့ငံပြရည်လေးရဲ့ချုံမိုးလေးရဲ့ပြီးတော့မကြီးရည်လေးရဲ့ဟင်းချုံမိုးလေးနည်းနည်းထည့်ပြီးတော့နောက်ဆုံးမှာစီဂျယ်လေးထည့်ပြီးတော့တစ်ခါလေးတုပ်လိုက်ပါမယ်ရှင်ဒီနေ့ကတော့မိုးအေးလေးနဲ့စင်ဆက်ဆက်လေးနဲ့တုပ်လေးတွေရပါပြီရှင်တုပ်လေးကိုလာပြီးစားဖို့လည်းဖိတ်ခေါ်လိုက်ပါလေရှင်ဒီနေ့ကတော့တုပ်လည်းတုပ်ထားပြီးပြီဆိုတော့ဟိုဘက်မှာကြော်ထားတဲ့တုပ်ကြော်လေးကိုလည်းချင်းရည်လေးနဲ့တုပ်ပါမယ်ရှင်ဒီနေ့ကတော့တုပ်နဲ့တုပ်ကြော်လေးနဲ့ရပါမယ်ရှင်နောက်ဘလော့လေးတွေမှာဘယ်လိုလဲထပ်တင်ပေးမယ်ဆိုတော့ဆက်ပြီးတော့စောင့်ကြည့်ပေးကြပါဦးရှင်နောက်ဘလော့လေးတွေမှာထပ်ဆုံးပါမယ်ရှင်ဒီနေ့တက်တော့တာတာမင်္ဂလာရှိတဲ့နေ့တဲလေးပိုင်ဆိုင်ရပါစီရှင်အားလုံးဘိုင်ဘိုင်နောက်ဘလော့လေးတွေမှာထပ်ပြီးတော့ဆုံးပါမယ်ရှင်